ဝဲမင်္ဂလာပါဒီနေ့မှာတော့ movie ကတ်တွေလှုပ်ချင်ပြင်မယ်မလှုပ်တတ်သေးတဲ့လူတွေအတွက်ကျွန်တော်ပြပြပေးမှာပဲဖြစ်ပါတယ်ကျွန်တော်တို့အရင်ဆုံးဗီဒီယိုတစ်ပုတ်ရှိဖို့လူတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ YouTube ထဲကိုသွားမယ် YouTube ထဲကိုရောက်ပြီဆိုရင်ကျွန်တော်ဒီ search bar လေးမှာ movie ကတ်ဆိုကြရိုက်ရှာရမယ်ပေါ့နော်ကျွန်တော်ဒီမှာရိုက်ရှာပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ဒါလေးကိုပဲနှိပ်လိုက်မယ်အဲဒီမှာဒီလိုလေးတွေပေါ်လာပြီးတော့နော်ကျွန်တော်တို့က TikTok မှာတင်မှာဖြစ်တဲ့အတွက်1မိနစ်စာ2မိနစ်စာလောက်ပဲယူမှာဖြစ်တဲ့အတွက်ဒီဘက်က short ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်The boy found a glowing egg underwater. The boy နှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာဒါလေးပေါ်လာပြီပေါ့နော်အဲ့ကြရင်ကိုကြိုက်တဲ့ဟာလေးကိုရှာလိုက်မယ်ပေါ့နော်ကျွန်တော်ကတော့ This woman had just poured a pot. ကျွန်တော်ကတော့ဒီမှာဒီဟာလေးကိုပဲနမူနာပြပေးပေါ့နော်ဒါလေးကိုဒီဘက်က share ဆိုတဲ့ကလုတ်လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးဒီမှာအောက်မှာ copy link ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးွားပြီဆိုရင်ကျွန်တော်တို့အလဲလေးနဲ့ပဲထွက်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ copy ယူလာတဲ့ဟာတွေကိုဒေါက်ဖို့လိုတယ်ပေါ့နော်ဒေါက်တယ်ဆိုရင်ကျွန်တော်ကတော့ဒီ software လေးကိုသုံးတယ်စနက်ကျူဆိုတဲ့ software လေးကိုသုံးတယ်အထက်ကိုပဲဝင်လိုက်ပဲပေါ့နော်ဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီမှာခုန copy ယူလာတဲ့ဟာလေးတန်းပေါ်တယ်ပေါ့နော်အဲဆိုကျွန်တော် download ဆိုတာလေးကိုနှိပ်လိုက်ရုပ်ပဲဗျာနော်အကြရင်ဒီမှာကျွန်တော် down နေပြီဗျာနော် down နေပြီဆိုတော့ကျွန်တော်အဲ့ဒါကိုမဆောက်တော့ဘူးဗျာနော်ကျွန်တော်နောက်တစ်ဆင့်လောက်ကမှာအဲ့ဗီဒီယိုကို script ထုတ်ဖို့လိုတယ်ပေါ့နော် script ထုတ်မယ်ဆိုရင်ကျွန်တော်တို့ Chrome browser တွေကိုသွားမယ်သွားပြီးတော့ကျွန်တော်ဒီ search bar လေးမှာ YouTube transcript ဆိုရရိုက်ရှာလိုက်မယ်ပေါ့နော်ကျွန်တော်ဒီမှာရိုက်ရှာပြီးသားရှိတယ်ဗျာနော်ဒီမှာအဲ့တိုင်းလေးရိုက်လိုက်မယ်ရိုက်ပြီးတော့ဝင်လိုက်မယ်ပေါ့နော်ဝင်လိုက်ပြီဆိုတော့ဒီလိုလေးပေါ်လာမယ်ပေါ်လာရင်ကျွန်တော်ဒီအပေါ်ဆုံးဟာလေးကိုနှိပ်လိုက်မယ်ဗျနှိပ်လိုက်ပြီဆိုရင်ဒီလိုလေးပေါ်လာမယ်အဖြူကွက်လေးနေရာလေးမှာကျွန်တော်ခုန copy ယူလာတဲ့ဟာလေးကိုပေးချလိုက်မယ်ချပြီးတော့အောက်ကဟာလေးကိုနှိပ်လိုက်မယ်ဗျနှိပ်လိုက်ရင်ဒီမှာရပြီပေါ့နော်ရပြီဆိုတော့ဒီမှာ script ထုတ်ပေးပြီဗျနော်ကျွန်တော်တို့က script ကိုမြန်မာလိုပြန်มาဖြစ်တဲ့အတွက်ဒီကောင်လေးကို copy ယူလိုက်မယ်ယူပြီးတော့ကျွန်တော်ထွက်လိုက်မယ်မြန်မာလိုပြန်မယ်ဆိုရင်ကျွန်တော်တို့ Gemini ပဲဖြစ်ဖြစ် ChatGPT ပဲဖြစ်ဖြစ်အဆင်ပြေတယ်ပေါ့နော်ကျွန်တော်ဒီ ChatGPT နဲ့ပြပေးမယ်ဗျာနော် ChatGPT တွေကိုဝင်လိုက်မယ်ဝင်ပြီးတော့ရင်ကျွန်တော်ခုန copy ယူလာတဲ့ဟာလေးကိုဒီမှာ paste ချလိုက်မယ်ရိုက်ပြီးအောက်ဆုံးလေးမှာဒီတိုင်းလေးရိုက်လိုက်ဗျာနော်ဘာသာပြန်ပေးလိုက်ပြီပေါ့နော်ပြန်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီကောင်ကိုအတန်ထုတ်မှာဖြစ်တဲ့အတွက် copy ယူလိုက်မယ်ဒီကောင်အကုန်လုံးဆက်လက်မှတ်လိုက်မယ်ဗျာနော်ဒီမှာတစ်ခုချင်းဒီအကုန်လုံးဆက်လက်လိုက်မှတ်မယ်အကုန်ဟိုးအောက်ဆုံးထိဆွဲပေးမယ်ဗျာနော်ဟိုးအောက်ဆုံးထိကိုကျွန်တော်ဒီမှာတေချာလေးဆွဲပေးလိုက်မယ်ဒီမှာအောက်ဆုံးထိရောက်ပြီဆိုရင်ကျွန်တော်ဒီမှာ copy ယူလိုက်မယ် copy ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီး copy ယူပြီးပါပြီပေါ့နော်ယူပြီးပါပြီဆိုတော့ကျွန်တော်တို့အတန်ထုတ်မှာဖြစ်တဲ့အတွက်အလင်ကောင်လေးပဲထွက်မယ်ထွက်ပြီးကျွန်တော်တို့ဒီ Chrome browser လေးကိုပြန်သွားမယ်နော် Chrome browser လေးရောက်ပြီဆိုရင်ကျွန်တော်ဒီမှာဒီ search bar လေးမှာကျွန်တော်တို့ TTF free ဆိုရရိုက်ရှာလိုက်မယ်နော်ဒီမှာဒီလိုလေးရိုက်ရှာလိုက်ဗျာနော်အဲ့လိုလေးရိုက်ရှာလိုက်မယ်အဲ့လိုရှာလိုက်ပြီဆိုဒီမှာအများကြီးပေါ်လာပြီပေါ့နော်အများကြီးပေါ်လာပြီဆိုတာကကျွန်တော်ဒီမှာအောက်ကဟာတွေနဲ့လည်းအတန်ထုတ်လို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီကောင်လေးကိုပဲကြိုက်တဲ့အတွက်ဒီ tail လေးကိုပဲဒီ website လေးကိုပဲဝင်လိုက်မယ်နော်ဝင်လိုက်ပြီဆိုရင်ဒီလိုလေးပေါ်လာပြီပြအောက်လေးကိုနည်းနည်းဆွဲပေးလိုက်ဆွဲပေးရင်သူကဒီမှာအလုံး2000ထိခွင့်ပြုထားတယ်ဗျာနော်ကျွန်တော်တို့ကဒီမှာကြာလေးဖြည့်ပြီးတော့ဒီ page ဆိုတာလေးကိုနှိပ်လိုက်မယ်ကျွန်တော်ဒီမှာတက်တာအလုံး2000ကျွန်တော် copy ယူလာတဲ့စာလေးကအလုံး2000ကျော်တဲ့အတွက်ကျွန်တော်ကဒီကောင်ကိုအတန်ကို2ခါခွဲထုတ်မှရမယ်ပေါ့နော်ကျွန်တော်ကတော့နမူနာပြပေးတာဖြစ်တဲ့အတွက်ဒီတိုင်းလေးပဲထုတ်လိုက်မယ်နော်ပြီးရင်အောက်လေးကိုနည်းနည်းဆွဲလိုက်မယ်ဆွဲပြီးတော့ဒီအောက်နားလေးဟာလေးကိုနှိပ်လိုက်ရင်ကျွန်တော်ဒီမှာကိုကြိုက်တဲ့ဘာသာစကားကိုရှာလို့ရတယ်ပေါ့နော်ကျွန်တော်တို့ကမြန်မာလိုထုတ်မှဖြစ်တဲ့အတွက်ဗာမိဆိုတာလေးကိုရှာမယ်ဒီမှာဗာမိဆိုတာလေးပေါ်လာပြီပေါ့နော်အဲ့ဒါလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုရင်ဒီမှာကျွန်တော်အတန်2မျိုးရွေးလို့ရတယ်ပေါ့နော်ယောက်ျားလေးအတန်ပဲရွေးမလားမိန်းကလေးအတန်ပဲရွေးမှာကျွန်တော်တို့ဒီမိန်းကလေးအတန်လေးနဲ့ပဲပြပေးလိုက်မယ်နော်ပြီးအောက်လေးကိုနည်းနည်းဆွဲလိုက်ရင်ဒါလေးဒီကောင်လေးကိုနှိပ်လိုက်မယ်ဗျာနော်အောက်ကောင်လေးကိုနှိပ်လိုက်မယ်ဆိုရင်သူကဒီမှာအတန်ထုတ်ပေးနေပြီပေါ့နော်ခဏလောက်တော့စောက်ရမယ်ဗျာနော်ဒီနေ့မှာအမျိုးဒီမှာသူကအတန်လေးရလာပြီနော်အတန်လေးရလာပြီဆိုရင်ကျွန်တော်ဒီကောင်လေးကိုထောင်းလိုက်မယ်တောင်းလိုက်မယ်ဆိုရင်ဒီမှာဒီပေါ်လေးမှာပေါ့နော်ရသွားပြီပေါ့နော်ရသွားပြီဆိုရင်ကျွန်တော်ဒီကောင်လေးကနေထွက်လိုက်မယ်ထွက်ပြီးတော့ကျွန်တော်တို့အဓိကနောက်ဆုံးအဆင့်လိုအပ်တာကတော့ကျွန်တော်တို့ထုတ်လာတဲ့အတန်ဖိုင်နဲ့ပထမဒေါက်ထားတဲ့ဗီဒီယိုလေးကို edit လုပ်ပေးဖို့လိုတယ်ပေါ့နော်အကြိုင်ရင်ကတ်ပဲတုတ် in short ပဲတုတ်မိတ်ဆွေတို့အဆင်ပြေအောင်တုတ်လို့ရတယ်ကျွန်တော်ကတော့ဒီ in short လေးနဲ့ပဲပြပေးမယ်နော်ကျွန်တော်ဒီမှာဒီဗီဒီယိုဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်ဒီ new ဆိုတာလေးကိုနှိပ်မယ်နှိပ်ပြီးကျွန်တော်တို့ခုနဒေါက်ထားတဲ့ဗီဒီယိုဖိုင်လေးကိုထည့်လိုက်မယ်ထည့်လိုက်ပြီဆိုရင်ဒီမှာရောက်သွားပြီပေါ့နော်အရင်ဆုံးဗီဒီယိုဖိုင်လေးကိုကျွန်တော်ဖွင့်ပြမယ်ဗျ This woman had just poured a pot of ဒီ
ဒီမှာသူ့ရဲ့မူရင်းဗီဒီယိုရဲ့အတန်လေးကပါနေပေါ့နော်ကျွန်တော်တို့အောက်ကိုဖျောက်ကမယ်အောက်ကိုဖျောက်ကမယ်ဆိုရင်ကျွန်တော်ဒီဘက်ဘေးရဟာလေးကိုနှိပ်ပြီးတော့ဖျောက်လိုက်မယ်ဖျောက်လိုက်ပြီဆိုရင်ကျွန်တော်ပြန်ဖွင့်ပြမယ်ဒီမှာအတန်ကပျောက်သွားပြီပေါ့နော်ဒါကတော့တစ်ဆင့်ပေါ့ဗျာနောက်တစ်ဆင့်ကတော့ကျွန်တော်တို့ဒီကောင်ကိုဟိုးနောက်ဆုံးလေးထိဆွဲပေးလိုက်မယ်ဗျဆွဲလိုက်ရင်ဒီမှာ rotate ဆိုတာလေးကိုတွေ့လာမယ်rotate ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်တို့ဒီဘက်ဘေးရဟာလေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီမှာတွေ့ရသူကဟိုဘက်ချမ်းဒီဘက်ချမ်းလှည့်ပြောင်းပေးလိုက်ပြီပေါ့နော်အဲဆိုရင်ကျွန်တော်မူရင်းဗီဒီယိုမှာတိတ်မတိတာဘူးပေါ့ဗျာအဓိကကတော့ movie recap လုပ်မယ်ဆိုရင်အတစ်ပိုင်းကိုမပြင်းနဲ့ဗျာနော်အတစ်ကိုလုံနိုင်တော့အောက်အကုန်လုံးပေါ့နော်အဲ့ဒါမှကျွန်တော်တို့ copyright တွေလွတ်တာတွေပါရှိမယ်ပေါ့နော်အတစ်ပြင်းနေဆိုရင်တော့ copyright မိနိုင်ခြင်းများတယ်ပေါ့နော်အတစ်ကိုလုံနိုင်တော့အကုန်လုံးဗျာနော်လုံတတ်သူတို့အကုန်လုံးလို့ရတယ်နော်ပြီးရင်ကျွန်တော်အရှိစိုးကိုပြန်ဆွဲမယ်ဆွဲပြီးတော့ကျွန်တော်ခုနထုတ်လာတဲ့အတန်လေးကိုထည့်မယ်ပေါ့နော်အတန်ထည့်မယ်ဆိုရင်ကျွန်တော်ဒီ audio လေးကိုနှိပ်မယ်နှိပ်ပြီးကျွန်တော်ဒီမှာ music ဆိုတာလေးကိုထပ်နှိပ်မယ်နှိပ်လိုက်ရင်ကျွန်တော်ဒီမှာခုနကဒေါင်းလာတဲ့အတန်ဖိုင်လေးကအပေါ်ဆုံးပါပေါ့နော်ဟုတ်မဟုတ်ကိုအရင်နားထောင်ကြည့်မယ်နော်ကျွန်တော်အဲ့ဒါလေးကိုတစ်ချက်ဖိနှိပ်လိုက်မယ် တနေ့မှာအမျိုးသမီးတစ်ယောက်ကပန်းအိုးတဲ့ ဒီမှာဟုတ်တယ်နော်ဟုတ်တယ်ဆိုရင်ကျွန်တော်ဒီဘက်ဘေးကအပေါက်လေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးဆိုဒီမှာအတန်ဖိုင်လေးရောက်လာပြီဗျာနော်အဲ့မှာဆိုရင်ကျွန်တော်လောကမှာဒီအတန်ဖိုင်နဲ့ဗီဒီယိုလေးကိုညှိပေးရမယ်ဗျာနော်ဒီမှာကြည့်လိုက်ဗီဒီယိုလေးကရှည်နေတယ်အတန်ဖိုင်လေးကတိုးနေတယ်အတန်ဖိုင်ကတိုးတယ်ဆိုတာလည်းခုနနှစ်ခါထုတ်ရမယ့်ဟာကိုကျွန်တော်ကနမူနာအနေနဲ့တစ်ခါတည်းထုတ်လို့ပေါ့နော်မိတ်ဆွေတို့ကကိုယ်အတန်ဖိုင်ကမတရားအလုံးစလုံး2000ထဲကျော်နေဆိုရင်နှစ်ခါထုတ်လိုက်နှစ်ခါထုတ်ပြီးနှစ်ခါထည့်လိုက်ပေါ့နော်ဒီမှာပထမတစ်ခါထုတ်ထားတယ်ဆိုရင်ကျွန်တော်နောက်တစ်ခါထည့်ဆရာရှိတယ်ဒီစိုးတဲ့နားလေးကိုဒီမြင်းလေးကိုထားလိုက်မယ်ထားပြီးရင်ဒီ music ဆိုတာလေးကိုနှိပ်မယ်နှိပ်ပြီးရင်ကျွန်တော်ဒီမှာခုနနောက်တစ်ခေါက်ထပ်ထုတ်တဲ့အတန်ဖိုင်ရှိတယ်ပဲထားပါဗျာအဲ့ဒါလေးကိုဒီမှာနှိပ်လိုက်ဗျာနှိပ်လိုက်ပြီဆိုရင်ဒီမှာရပြီပါနော်အဲ့ကြရင်ကျွန်တော်မိတ်ဆွေတို့ကဒီမှာအတန်ဖိုင်နဲ့ဗီဒီယိုဖိုင်တွေကိုညှိပေးရမယ်ညှိမယ်ဆိုရင်အတန်ဖိုင်ကိုပဲမြင်မလားတို့ပထမကျွန်တော်ဒီဗီဒီယိုပဲနှိမလားပေါ့နော်မိတ်ဆွေတို့စိတ်ကြိုက်ညှိလို့ရတယ်ကျွန်တော်ကတော့နမူနာပြတာဖြစ်တဲ့အတွက်တေချာတော့မညှိပြတော့ဘူးပေါ့နော်ဗီဒီယိုရမ်းရှည်သွားမှာဆိုတော့ကျွန်တော်တို့အမှပြီးသွားပြီဆိုရင်ကျွန်တော်တို့နောက်တစ်ဆင့်လောက်ကမှာမူရင်းဗီဒီယိုဖိုင်မှာပါတဲ့ဒီစာတန်းလေးတွေကိုဒီမှာပေါ့နော်ဒီစာတန်းလေးတွေကိုဖြောက်မှာဖြစ်တယ်ဖြောက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အရှိဆုံးကိုဆွဲမယ်ဆွဲပြီးသွားရင်ကျွန်တော်တို့ဒီမှာဒီစတစ်ကာဆိုတာလေးကိုစတစ်ကာဆိုတာလေးကိုနှိပ်မယ်နှိပ်လိုက်ရင်ဒီမှာဒီနားလေးကိုဒါလေးကိုထပ်နှိပ်ပဲပေါ့နော်အဲ့ဒါလေးကိုထပ်နှိပ်လိုက်မယ်ဆိုရင်ဒီမှာပေါ်လာပြီပါနော်အမှကိုကြိုက်တဲ့အဖက်ကိုသုံးလို့ရတယ်ကျွန်တော်ကဒီဗလားဆိုတဲ့အဖက်လေးကိုကြိုက်တယ်ပေါ့နော်အဲ့ဒါလေးကိုအမှန်ချင်းနှိပ်လိုက်မယ်နှိပ်လိုက်ပြီးတော့ကျွန်တော်စာတန်းလေးပေါ်ဆွဲလိုက်မယ်ပြဆွဲပြီးတော့ကိုလိုချင်တဲ့ site ကလေးတေးလိုက်လို့ရတယ်ပေါ့နော်နည်းနည်းလေးရှည်ပြီးတော့တေးလိုက်ရင်အဲ့ဆိုနည်းနည်းကြည့်ကောက်ရမယ်ဒီမှာဒီဗလားအဖက်လေးဟာဗီဒီယိုတစ်ပုဒ်လို့ပါစေချင်တာဖြစ်တဲ့အတွက်ဒီနောက်ကဟာလေးကိုဗီဒီယိုအဆုံးထိဆွဲပေးလိုက်မယ်ဗျာနော်ဗီဒီယိုတစ်ပုဒ်လို့ဆွဲလိုက်ပြီဆိုရင်ဒီမှာဗီဒီယိုတစ်ပုဒ်လုံးမှာစာတွေအကုန်လုံးဒီမှာအကုန်လုံးဗလားအဖက်လေးနဲ့အုပ်လိုက်ပြီပေါ့နော်ဒါဆိုရင်တော့မိတ်ဆွေတို့အဆင်ပြေမယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်အပေါက်လေးနှိပ်ပြီးအသေးလေးပေးသွားကြပါဦးနော်